ကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးမိုးကုတ်မြို့မင်္ဂလာရိပ်သာဓမ္မယုံကြီးဘော်တွင်ဟောကြားဆုံးမတော်မူအပ်သောသင်္ခါရတရားဖြစ်ပေါ်ပုံနှင့်အနတ္တလက္ခဏာတရားတော်မနေ့ကဓမ္မတွေဟောခဲ့ပါတယ်တဲ့သင်္ခါရတရားလို့ဆိုတာဘာပါလဲမလို့မေးတဲ့အခါကျတော့ခန္ဓာ၅ပါးလို့မင်းညာဖြေကြသင်္ခါရတရားဆိုတော့ဘာပါလဲကောင်းပြီသင်္ခါရတရားဆိုတာခန္ဓာ၅ပါးကိုဆိုတယ်ဒါဖြင့်ဓမ္မတွေခန္ဓာ၅ပါးသူများပြုပြင်လို့ဖြစ်တဲ့ခန္ဓာ၅ပါးသူများပြုပြင်လို့ဖြစ်တဲ့ခန္ဓာ၅ပါးလို့မှတ်ထားကြဘူးဒါဖြင့်ဒီထဲမှာမိမိစံရည်တတ္တိမပါဘူးပေါ့မိမိစံရည်တတ္တိမပါတဲ့ခန္ဓာ၅ပါးဘာတရားခေါ်ကြမလဲသင်္ခါရတရားဟောခုတရားနာပြီးကြတာနေကြတဲ့ဘုန်းကြီးဓမ္မတွေဒီသူတော်မူပြီးကြတာနေရတဲ့ခန္ဓာ၅ပါးပါလားဒါကြောင့်သင်္ခါရတရားလို့မှတ်လိုက်ပါဒါကြောင့်ဘုရားရှင်ကိုရမေကြီးကသဗ္ဗေသင်္ခါရသဗ္ဗေလုံးသောသင်္ခါရမနုခန္ဓာ၅ပါးတို့ဒီဆိုတော့ဒီကမောကြိုက်ပါကောင်းပြီဒါမနေ့ကဓမ္မတွေတရားစကားဖြစ်နေလို့သင်္ခါရပြောခဲ့တာမှာမဆုံးတတ်သေးလို့ဒီနေ့သင်္ခါရတရားကိုအဆုံးပြန်ပြောမယ်ခန္ဓာ၅ပါးဘာတရားခေါ်ကြမလဲဒါဖြင့်ခန္ဓာ၅ပါးသင်္ခါရတရားဆိုတာတော့သဘောကျတော်ပြီသူပြုပြင်တဲ့တရားကဘယ်နှပါးပါလိမ့်မလဲကံရယ်စိတ်ရယ်ဥဒုရယ်အာဟာရရယ်ကံစိတ်ဥဒုအာဟာရဆိုတာကျန်တရား၄ပါးလို့ဓမ္မတွေမှတ်ထားကြတယ်ဒီတရား၄ခုကပြုပြင်လို့ပေါ်လာတဲ့ခန္ဓာ၅ပါးလို့မှတ်ထားတယ်ကောင်းပြီဒါဖြင့်ဒီတရား၄ခုကကံဆိုတာဒီဓမ္မတို့ဒီဓမ္မတွေရုပ်မှန်ရှိတဲ့နဲ့ကကံကရုပ်ကိုပြုပြင်တယ်လို့မှတ်ထားကြတယ်။နာမခန္ဓာ၄ပါးသာထားလိုက်ရုပ်တရားဘယ်လိုပြုပြင်တာပါလဲ။ရုပ်တရားကံကပြုပြင်တယ်ဆိုတာဟုတ်တာပဲမျက်စိအကြည့်ရုပ်ကလေးဖြစ်အောင်ကမစေးလို့ခေါ်တယ်။နာကြည့်ရုပ်နှာခေါင်းကြည့်ရုပ်လျှာကြည့်ရုပ်ကိုယ်ကြည့်ရုပ်အာရယဝတ္ထုဆိုတဲ့ရုပ်အဲ့ဒါကံကလုပ်ပြီးကြတာထားတော့မိမိတို့မျက်လုံးလို့မိမိတို့နာလို့ကြားရတာလေးတွေမှတ်မထားပါနဲ့တဲ့မိမိနဲ့ဘာမှဆက်မဘူးကံကပြုပြင်ထားတာလို့မှတ်လိုက်ပါဒီလိုလုံးမှာတော့စိတ်တွေကတည်းကစိတ်ကြည့်ရင်ရုပ်ကြည့်တယ်ဆိုတာဓမ္မတွေကိုယ့်အကိုယ်ကဲခဲ့ရင်သိပါတယ်စိတ်ကြည့်ရင်ဒါရင်စိတ်ကဖြစ်တဲ့ရုပ်တရားဒါရင်ရုပ်တရားမှာကံကလည်းလှုပ်ထားတယ်စိတ်ကလည်းလှုပ်ထားတယ်ဥရိတွေကပူရအဲ့တဲ့ဆိုတဲ့ဓမ္မတွေရုပ်တရားညှိုးပြီးကြတာနေကြအဲ့ဒီညှိုးကိုဟူကြရတယ်ဥရိကလောက်တာပါလားစားတော့ကောင်းပြန်တော့ဝါဖြူစားတော့မကောင်းပြန်တော့ပိန်ချောက်ဘုရားရေဒီလိုမနေဘူးလားအဲ့ဒါတွေကြတဲ့ဓမ္မတွေကမှားလိုက်ကြပါအာဟာရကြောင့်ဖြစ်တဲ့ယုံဒါဖြင့်ယုတ်မှာကံကြရတဲ့ဓမ္မတွေယုတ်မှာသင်ကြရတဲ့ယုတ်မှာအကြောင်း၄ပါးရှိတယ်ယုတ်မှာအကြောင်းကလည်းပါပါတယ်ဒါဖြင့်ဒါယုတ်သင်္ခါရတရားယုတ်သင်္ခါရတရားမှာအကြောင်း၄ပါးကဥက္ကမောင်ပြုပြင်တယ်နာမ်သင်္ခါရတရားယနေ့ထူးထည့်ပေးရမယ်ယုတ်သင်္ခါရတော့ဖြင့်ဥက္ကမောရေကံစိတ်ဥဒုဟာရရှင်းတော့ကြယုတ်သင်္ခါရမှာတော့ဘယ်လိုပြုပြင်ပါလဲဒါညာဒီလိုသာနာမခန္ဓာတရားလေးပါဝေဒနာခန္ဓာသင်္ညေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာဆိုတဲ့စိတ်တွေလည်းရှိပါသေးတယ်အဲ့ဒါတွေကြတော့ဘယ်လိုမှပြုပြင်လို့ဒီလိုသန္တာမှာပေါ်ရပါလိမ့်မလို့ဆိုတော့ဥက္ကမောရေဒီလိုကလည်းပြောရလိမ့်ဒါဒီလိုကမနေ့ကကြမ်းနေတဲ့အတွက်ဒီတရားပြန်ဆက်တယ်လို့အောက်မရမယ်ရုပ်သင်္ခါရမှာအကြောင်းဘယ်နှပါပါလဲရုပ်သင်္ခါရမှာအကြောင်းလေးပါပြုပြင်တော့ဓမ္မတွေရုပ်ကကံကသေးဆိုလို့ပြောရရုံပဲနော်ကံကနေစားဆိုလို့ရှင်းဆိုရင်လည်း
စိတ်ကနေပြီးကာလရုပ်ကိုရှင်ငန်းလိုက်ဆိုရှင်ငန်းလိုက်ရုပ်ကြီးအခုပဲပေါ်လာတာစိတ်ကအခုပဲညှို့သွားလို့ရှိရင်တခါတည်းဓမ္မတွေရုပ်တွေကညှို့လိုက်တာဩဒါဖြင့်စိတ်သင်္ခါရကလည်းစိတ်ကလည်းပြုပြင်တဲ့သင်္ခါရတရားဖြစ်သောကြောင့်ဓမ္မတွေဥပက္ခန္တာဆိုတဲ့ရုပ်တရားတွေသူများပြုပြင်နိုင်ခံရသောကြောင့်သင်္ခါရပဲလို့မှတ်ထားတယ်ဥရူပပြုပြင်တာရောဥရူပအေးဆိုအေးကြီးပေါ်လာဥရူပပူတယ်ဆိုရင်ဒါဥရူပပြုထားတဲ့သင်္ခါရတရားဆိုရင်ညှင်းဖို့မလိုဘူးအာဟာရကပြုထားတဲ့သင်္ခါရတရားဆိုရင်ကောင်းပြီဒါဖြင့်ရုပ်တရားမှာအကြောင်းကဏ္ဍပါတော့ဒါဖြင့်လေးပါးပြုပြင်လို့ပေါ်လာတဲ့တရားဖြစ်သောကြောင့်ဒကာဓမ္မတွေရုပ်တွေမှာဘယ်ရုပ်မဆိုသင်္ခါရတရားလို့မှတ်လိုက်စမ်းပါသဘောကျကောင်းပြီဒါသင်္ခါရတရားလို့မှတ်ထားတဲ့ရုပ်သင်္ခါရတော့ရှင်းသွားတော့ဥက္ကမောင်တို့ကနာမ်သင်္ခါရ၄ပါးကျန်တယ်နာမ်သင်္ခါရ၄ပါးကတော့ဒကာဓမ္မတို့ဘယ်လိုကြောင့်ပေါ်ကြုံလို့မေးဖို့မလိုဘူးလားသူကပြုပြင်လို့ပေါ်လာတဲ့တရားဖြစ်သောကြောင့်နာမ်သင်္ခါရမှာတော့ဒကာဓမ္မတွေကမှတ်လိုက်ကြပေါ့နာမ်ဆိုတာဒကာဓမ္မတို့အာယုံ द्वार ကြောင့်ဖြစ်သည်လို့မှတ်ထားတယ်အကျဉ်းချုပ်ပဲလို့မှတ်တယ်ဥက္ကမောရေအာယုံ द्वार ကြောင့်တယ်ဥပ္ပယံတို့အာယုံ द्वार ကြောင့်နော်နာမ်လေးတွေပေါ်ရင်ဘုရားကြောင့်ပါလေလောကီမှာပြောကြပါစို့ဆိုလို့ရှိရင်ဆိုင်ကြည့်တဲ့လူများမှာလင်္ကာနှစ်ခုကိုဒီတိုင်းကြိုင်နေတော့ကမြည်တဲ့ဘုံပေါ်လာဘူးနှစ်ခုထိကြိုက်တဲ့အခါကျနန္ဒမလည်းနှစ်ခုထိကြိုက်တဲ့အခါကျမှပေါ်ကြလို့အာယုံဆိုတဲ့ဒီကိုယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့ဒွါရဆိုတာလေမျက်လုံးအကြည့်ရုပ်ကလေးနားကြည့်ရုပ်ကိုယ်ကြည့်ရုပ်မနှောကြည့်ရုပ်ဆိုတာကအခမ်းဘက်ကဘုရားအစင်းတို့အတန်တို့အမျိုးမျိုးကအတိုက်ဘက်ကပေါ့ဗျာအခမ်းနဲ့အတိုက်နှစ်ခုတိုက်မှသာလေဉာဏ်စိတ်ကိုပေါ်နိုင်တယ်ကြားစိတ်ပေါ်နိုင်တယ်နားစိတ်စားစိတ်ကြံစိတ်ရှိစိတ်အကုန်ပေါ်နိုင်တယ်ဒါပေမဲ့နာမခန္ဓာ၄ပါးကတော့ဖြင့်အကျဉ်း၆ပါးနဲ့အာယုံ6ပါးတိုက်လို့ပေါ်တာပေါ့ဒီကမှဘယ်လိုမှတ်ပါအကျဉ်း6ပါးဘုရားဒါပေမဲ့နာမခန္ဓာ၄ပါးလည်းသူ့မှာမခုတော့ကြောင့်ပေါ်လာပြီဖြစ်လို့တော့ကြောင့်သူတို့လည်းရတာတကယ်နဲ့ပေါ်လာလို့မှတ်နော်ကောင်းပြီတရားဓမ္မတွေနံတရားကတော့ကိုအကျဉ်း6ခုမျိုးလုံးမှာမျိုးလုံးအကျဉ်းဖြစ်ရှိနာကြည့်ကလေးရှိတယ်ဒါလေးရှိလို့ကြားတာနော်နှာခေါင်းကြည့်လျာကြည့်ကိုယ်ကြည့်မနှောကြည့်ဆိုတဲ့ဥစ္စာမှာအကျဉ်းလုံးမျိုးရှိအကျဉ်းဆောင်များနဲ့ပြင်ဘက်ကမျိုးလုံးကြီးနဲ့ယူပါရင်နဲ့တဲ့နေလို့ထိကြပြီးဆိုမှချင်းညီတစ်ခုပေါ်လာညီတဲ့နာမခန္ဓာလေးပါထို့ဒီနာကြည့်နဲ့အပန်းနဲ့တိုက်တဲ့ခါကြတော့ဒါကနာမခန္ဓာလေးပါလို့ပေါ့ဗျာနော်ထို့ဒီနာမခန္ဓာလေးပါလို့စားစိတ်ကိုယ်ကမှပြောလိုက်စိတ်ဝိညာဉ်မှာပြန်ပြေးစိတ်အဲ့ဒါအကျဉ်းနဲ့အာရုံနဲ့တိုက်လို့ဒီပဲမှတ်လိုက်တာကိုဒါကနာမခန္ဓာလေးပါလည်းအကြောင်းအကြောင်းပါလေအကြောင်းကပြည့်စုံလို့ပေါ်တာဒါကြောင့်ဓမ္မတွေစိတ်ကငါစိတ်ပါချင်းနေတယ်လို့မပြောရပါဘူးဒါလေးကြီးမြင်နေတယ်သမီးလေးကြီးမြင်နေတယ်လို့ငါစိတ်ကမှန်ရှိဘူးငါစိတ်ကလည်းမဟုတ်ဘူးဟိုသားရီတော့အာယုံကဒီကမနှောကြည့်နေသွားပြီးကြလားတဲ့တဲ့အခါမှာသားကိုအောင်းရတဲ့စိတ်သမီးကိုအောင်းရတဲ့စိတ်ကိုပေါ်လာတယ်မခုတိုက်လို့ပေါ်တာပေါ့ဗျာဒါကြောင့်ဒီလိုသင်္ဃာပြုပြင်လို့ပေါ်တဲ့တရားဖြစ်တော့ကြောင့်နာမ်ကိုလည်းသင်္ခါရတရားလို့ပဲဆိုလိုက်တယ်ဒီကမောင်ရှင်းတယ်ဒါကြောင့်ရုပ်လည်းသင်္ခါရတရားတွေဓမ္မတို့နာမ်ရောရုပ်ရောနာမ်ရောအဲ့တော့ဒီသင်္ခါရတရားရုပ်ကလည်းသင်္ခါရတရားနာမ်ကလည်းသင်္ခါရတရားရှင်းရတယ်။တရားဓမ္မတွေရှိတာယုံနဲ့နာမျိုးရှိတယ်။ယုံနဲ့နာမျိုးရှိတော့ယုတ်ကလည်းဒီမှာကျမ်းလေးပါးကပြည့်တယ်။နာမခန္ဓာလေးပါးကျတော့အကျမ်းနှစ်ပါးကပြည့်တယ်။ဒါပြန်ကျမ်းလေးပါးကပြည့်တယ်နာကယုတ်အကျမ်းနှစ်ပါးကပြည့်တယ်နာကအဲ့ဒီတရားမှနေကြတာယောက်ျားတွေကမင်းမတွေက
ခန္ဓာ၅ပါးလားနာယုတ်တရားလားလို့မြင်ခန္ဓာ၅ပါးနာယုတ်2ပါးပါဆရာဆိုရင်သဘောကျလားခန္ဓာ၅ပါးနာယုတ်2ပါးပဲရှိတယ်နာယုတ်ခေါ်လိုက်တော့ဒါကယုတ်တရား၄ပါးကနာ၄ပါးနဲ့ပြမပေါင်းတော့5ပါးကျတော့ခန္ဓာ5ပါးခေါ်လိုက်တာပေါ့မပုံပုံလိုက်တဲ့အခါကျတော့ယုံမှန်လို့ပုံလိုက်တာပေါ့သဘောကျလားဒါကြောင့်ခန္ဓာ၅ပါးယုံမှန်တရားဟာဥပဒေတို့ဘာတရားလို့ခေါ်ကြမလဲဟောသင်္ခါရတရားယုတ်တရားမှာဘယ်နှပါးကပြုပြင်လို့ပေါ်လာနံတရားမှာတော့ဟောဒါဖြင့်ဓမ္မတွေခန္ဓာ၅ပါးယုံမှန်တရားဒီသင်္ခါရအစုကြီးပါကလားမှန်ပါဗျာဘုရားကလည်းဆိုပါသင်္ခါရအစုကြီးနော်ဓမ္မတွေဘာအစုပါလဲဟောသင်္ခါရအစုကြီးဆိုတော့ဓမ္မတွေသံဃာမှာရှိတဲ့သင်္ခါရအစုကြီးကကိုယ်လုပ်ထားတာဒီဖြင့်ပါမှမပါတော့ပဲပါသေးရဲ့ယုတ်တရားတွေမလို့ပါသေးလားနံတရားတွေမှလည်းဒါတရားဘယ်လိုခေါ်ကြမှာလဲဖြင့်သင်္ခါရတရားသူများကြည့်ပြန်လို့ပေါ်ထားတဲ့သင်္ခါရတရားဆိုတာမှတ်လိုက်ကြမှာအဲ့ဒါဘုရားကံကရမကြီးကဒီသင်္ခါရတရားတွေမလို့ရပါလေဆိုလို့ရှိရင်သူများကြည့်ပြန်ထားတာကိုနှလုံးကငါပဲနားငါပဲကြားတဲ့စိတ်ကလေးကငါပဲကောင်းတာကငါပဲဆိုးတာကငါပဲလို့ဝေဒနာတွေကိုလည်းငါလို့ဒီလိုမဆိုးကြနဲ့ဒါသင်္ခါရတရားလို့ပဲထားလိုက်စမ်းပါဒီကငါဝင်စိတ်ပါနဲ့ဆိုတာသတိပေးလိုက်သင်္ခါရတရားကိုငါဝင်စိတ်နဲ့သင်္ခါရတရားပဲထားလိုက်ငါဝင်စိတ်လို့ရှိရင်ဒီရတယ်တက္ကရာတိရှိငါဝင်စိတ်ပဲထားလို့ရှိရင်သင်္ခါရတရားပဲငါဝင်စိတ်ရတယ်ငါလို့ထင်လိုက်ရင်အဲ့တော့ဒီနေ့သက္ကရာတိရှိကိုလည်းဥက္ကမောအစကချုပ်ပေးတာပါသံဃာဖြင့်ဘုန်းကြီးတရားဓမ္မတွေခန္ဓာကိုယ်မှာသင်္ခါရရှိကြီးဆိုလို့ရှိရင်ဒါတော့လွယ်လို့လားမှန်ပါဗျာဒီနေ့ဒီဘယ်လိုဆိုကြပါ့မလဲသင်္ခါရရှိကြီးသင်္ခါရရှိကြီးဆိုတော့ဒီမှာပြည့်ပြန်ထားလို့ပေါ်နေတဲ့အစုတရားကြီးလို့ပဲဆိုလိုက်ရင်မလို့တော့ဘူးမှန်ပါဗျာကောင်းပြီဒါပြန်သင်္ခါရတရားမှန်သိတဲ့အခါကျတော့ဒီကငါနဲ့ဆိုင်ငါဆိုင်ငါပိုင်ဆိုတာဒီဥဝမစုစီနေတော့ငါဆိုင်ငါပိုင်ဒီမစုစီနဲ့ဘုန်းကြီးဓမ္မတွေလေးစားကြတဲ့ပဲဒုစရကိုတန့်ခွတ်ဘာကြောင့်လဲဆိုတော့ဆရာဘုန်းကြီးကရောဆရာကရောအခုရုပ်တရားမှာရောကျမ်းလေးကပြည့်စုံထားတာဆိုတာသိနေပြီရုပ်တရားမှာလည်းနံတရားမှာအကြောင်းနှစ်ပါးကအဲ့တော့သူများတို့ကရုပ်ရငါပဲဘယ်ငါငါပဲဆိုရငါပဲဘယ်ငါငါပဲလို့ဥက္ကမောင်ကမရှင်းနေတော့မှန်ပါဗျာဓမ္မတို့ဘုန်းကြီးတွေကကန့်ကွက်ပါလေမရှင်းဘူးနဲ့ရှင်းလို့ရှိရင်ဘုန်းကြီးကရှင်းတယ်တဲ့သူများပြည့်စုံကိုခိုးနေတာသူများပြည့်စုံကိုခိုးရဲဓမ္မတို့သူများပြည့်စုံကိုခိုးရတယ်ဆိုတော့သူများဆိုတာကဥက္ကမောင်သိပြီရုပ်တရားကိုလည်းသိရင်ထားတာ၄ပါးရှိအဲ့ဒါသူများကြမကြဘူးလားမန္တရားကိုလည်းသိရင်ထားတာ2ပါးမရှိအဲ့ဒီ2ပါးကသိရင်ထားလို့စိတ်တော်ရည်ပေါ်နေတဲ့သင်္ခါရတရားကိုငါပိုင်ငါဆုံးငါမသိနဲ့ငါကငါပိုင်တယ်အမှန်လို့ကြားလုံးဝါလုံးတွေကသိများငါကငါပိုင်တယ်လို့ဆိုပြီးကငါပြောရင်ပြောနိုင်တယ်ငါရှင်ငါဆိုရင်ဆိုနိုင်တယ်အစရှိတယ်နဲ့သင်္ခါရတရားမှမသိတော့ငါဝင်စုပ်သင်္ခါရတရားမှမသိတော့စုပ်ကြစမ်းမှနဲ့ဓမ္မတို့မစုပ်ကြစမ်းပါနဲ့လို့သတိပေးလိုက်ပါတယ်ဘယ်လိုသတိပေးပါလဲမစုပ်တော့ပါဘူးဗျာလို့ဥက္ကမောင်တို့တာဝန်ခံရတယ်ပြောတဲ့အချက်မဟုတ်ဘူးသင်တဲ့အချက်မပါဘူးပြောတာကတော့ပြောတာပဲဥက္ကမောင်ငါဒီမှမပြောလို့ရှင်ပြောကြရမရှိဘူးပြောတာတော့တကယ်တော့အထင်
တော့ဒီကလာမပြောလိုက်ပါနဲ့ဆိုတာကန့်ကွက်လိုက်တယ်သဘောပါကြအကျိုးတကယ်ဆင်းရဲကြံလို့ရှိရင်ဒီဆရာဘုန်းကြီးဟောထားတယ်။အော်ရုပ်တရားမှာအကြောင်းလေးကကြည့်ရင်လို့ပေါ်နေတာ။နံတရားမှာအယုံရဆိုတဲ့အကြောင်းလေးကကြည့်ရင်လို့ပေါ်နေတာစိတ်တော့ကရုပ်နာနာပဲရှိတယ်။ဒီလိုကြည့်ရင်ထားတဲ့သင်္ခါရတရားတွေကိုနားရဖြင့်စိတ်လို့မတော်တာအမှန်ပဲလို့ယနေ့ဆုံးဖြတ်ချက်ချပါ။သဘောကျလား။ဆုံးဖြတ်ချက်ချကြအောင်ချပါနော်။ဘယ်လိုကြောင့်ကြဆရာဘုန်းကြီးကလေးစားစွာနဲ့ဆုံးဖြတ်ချက်ကိုအကျဉ်းချဆုံးပါလို့မလို့ဆိုတော့ဗဘာနဲ့မြေကဆိုလို့ခင်ဗျားတို့ကခန္ဓာ၅ပါးငါ့ကိုငါအချင်းလာကြတယ်။ဒီကြောင့်ကိုမသိခြင်းကြောင့်ငါ့ကိုငါအချင်းလာကြတယ်။ဒီကမှသဘောကျ။ဒီကြောင့်ကိုမသိတော့ကြောင့်အခုတော့ဒီကြောင့်ကိုမနေ့ကတဝက်သိကြရတယ်။ဒီနေ့တဝက်သိတော့အကြောင်းကဆုံးသွားတယ်။ဆုံးရင်ကြီးပြလို့ရတဲ့အတွက်ဥရရင်တကယ်လို့ဆံလိုက်ကြရင်ဒီကြောင်းကိုပြန်ပြေးလိုက်ရှင်ပြန်ပြေးလိုက်ပြီးမှပြန်ရတဲ့ငါကောင်ငါဆိုတဲ့ဒိဋ္ဌိကိုတဏှာတို့ကပြိတ်ခတ်တယ်အကြောင်းနဲ့တကွာပြီးလို့သိလို့ရတာနော်ဘယ်လိုဆုံးလို့ချက်ရမလဲအကြောင်းနဲ့တကွာပြီးသိရမှာမင်းတို့ငါမြတ်ကွာမင်းတို့ကမဟုတ်ပါဘူးလို့တမင်းကပြောတဲ့တရားနဲ့တွေ့ရင်ဒါကတည်းကကိုယ်နဲ့ရှိလို့လွဲမလို့အခုတော့ဆိုရင်အကြောင်းတရားလေးပါးကပြည့်နေတာကရုပ်အကြောင်းမပါပြည့်နေတာကနာတပည့်ကြအခုတရားဓမ္မတွေထိုင်နေကြတဲ့ဟာနာရုပ်ပဲရှိသံဃာခန္ဓာ၅ပါးပဲရှိကိုယ်တော်မြတ်ပါကြကိုယ်လောက်တာမြတ်ပါကြဘာလို့ကြောင့်ဒီကမှာနာငေါ့စာဝင်မချုပ်လိုက်ပါနဲ့သဘောပါဘာမချုပ်ပါနဲ့ငါကောက်စွာဝင်မချုပ်ပါနဲ့ဆိုတာကိုကန့်ကွက်အကျိုးဆရာဘုန်းကြီးကမကန့်ကွက်လိုက်လို့ရှိရင်တရားဓမ္မတို့ခင်ဗျားတို့ဟာသင်္ဘောပြည့်စုံရွေးရတဲ့တန်ခိုးတို့ဟာတော့ပိုင်နေငါအယုံရတာပိုင်နေဒုက္ခမဆိုရတယ်အဲ့ဒါသူတစ်ပါးပြည့်စုံကိုခင်ဗျားတို့ကအပြည့်အဝလုပ်တာနဲ့မတူဘူးလားအပြည့်အဝလုပ်ရတဲ့အခါကျတော့ရှိရင်လေတရားဓမ္မတို့ဒီအမှန်တမ်းမှားပါတယ်မှားတယ်လို့အကွက်ကြကြလို့ဥပဒေပြောဘလို့ပြောအောင်တရားဓမ္မတွေဆရာတော်များနဲ့မကျုံနိုင်ဆိုလို့ရှိရင်ဒီမြတ်ကြီးရှိခိုးကြဘလို့တန်တယ်ဆိုတာပေါ်လာပါလိမ့်မယ်ဒီမြတ်ကြီးရှိလို့ရှင်းပြီးနော်ဒီမှာသိသေးလားသိကြပြီတဲ့ဒါတော့ဖြင့်တရားဓမ္မတွေကနာဝန်နဲ့မှရှိတဲ့ကငါဆိုတဲ့တရားလေးဟာကဒုက္ခိနာဘူးဗျနော်အဲ့ဒီငါဘာငါပဲလို့ဆိုလို့ရှိရင်ဘုန်းတော်မရှိတဲ့ဒုက္ခိကငါနော်ဒါဖြင့်ငါဆိုတာနဲ့ရုပ်ဆိုတာနဲ့ရောသွားလိမ့်မယ်တရားဓမ္မတွေဘုန်းတော်မရှိတာငါရောကိုလည်းငါဆိုတော့ရုပ်ကိုလည်းငါဆိုတော့ဒါဖြင့်ငါဒီကားလို့ဆိုလို့ရှိရင်တရားဓမ္မတွေအမှန်ခဲ့သွားပြီလူတရားကလည်းသူများကလောက်ထားတယ်သူများတွေကလည်းငါလောက်ကြတယ်လူတရားငါပဲလို့လောက်လိုက်ငါဥစ္စာပဲလို့လောက်လိုက်ကြတယ်ဒုက္ခမောမလောက်ရဘူးလားအဲ့ဒါသူများလောက်ကြတဲ့ဥစ္စာကြီးကိုငါဥစ္စာလို့သူများတွေကအတင်းအဓမ္မလူတာနဲ့တော့အဲ့ဒါအတင်းအဓမ္မလူတာနဲ့တူတယ်လို့ပြောမလူတော့ကလည်းသင်္ကေတကြောင်းကပဲကိုယ်နဲ့လာလမမဆိုင်တဲ့အဓိပ္ပာယ်လေးရှင်းမရှင်းဘူးလားအဲ့ဒီလိုရှင်းပြီးကြတာထားရမှာဒါဖြင့်ကျွန်တော်တို့ဝန်ထဲမှာရှိတဲ့ငါဆိုတော့ကဒိဋ္ဌိဘယ်လိုမလဲဥစ္စာဆိုတော့ရုပ်ဟာငါပဲငါဥစ္စာပဲဒီလိုမကြည့်ကြဘူးသိရတယ်ငါပဲငါဥစ္စာပဲလို့မြည်ကြတယ်အဲ့ဒါဓမ္မတို့ငါကဒိဋ္ဌိငါဥစ္စာကရုပ်ဟာဒီကမှလဲကုန်မလဲဘူးလားငါကဒိဋ္ဌိအဲ့ဒီဒိဋ္ဌိကဥစ္စာရုပ်တရားကိုသူကငါပဲငါဥစ္စာပဲလို့ဥပဒေဆွဲလိုက်တယ်ဆွဲလိုက်တော့ငါဒီကတခုဝင်ခိုးတာမသိကြဘူးအဲ့ဒါတတ္တဝါတွေအပယ်ရောက်လာတာသူမဆိုင်ရဘူးဝင်သေးကြလားအုပ်စည်းခြင်းတဲ့အတွက်ခိုးမှုကြောင့်အပယ်ရောက်ရတယ်
ဒါဖြင့်ဒုတိယတစ်ခုရှင်းမလားဒုတိယဘာပါလဲဒုတိယတစ်ခုဆိုတော့သိကြရဲ့သင်ရလောက်ကြတဲ့ပစ္စည်းကိုသူကငံတော့စာဝင်လုံးလိုက်တဲ့တွေ့တစ်ခုခိုးတဲ့ဒုတိယကြောင့်ဒကာရမတွေဟာအပေဝဝဒါဖြင့်ဒီကမောင်ရေအပေရောက်ခြင်းကြောင့်ယနေ့ပေါ်သွားသူတကားလောက်ကြတာကိုငံတော့စာလို့ခိုးပြီးတော့ကြောင့်ဒကာရမတွေဘာဖြစ်ရဒါပြန်ဝင်လာတော့ဒီတပံငယ်အလုံးကဒီခိုးမှုကြီးကတွန့်လာတော့အပေါ်မှာနေရတာများတယ်ဆိုတာယနေ့သိကြတော့သိကြကြလားတပံငယ်အလုံးငါငေါ့စာပဲဥရတယ်လို့ဒါကတည်းကကိုယ်နဲ့ရှိလို့ဖြင်းလာကြဒီတော့မှမပြုတ်ခဲ့ဘူးပြုတ်ခဲ့လားမပြုတ်ခဲ့တော့တန်လျာမှာဒီလိုကသူရပစ္စည်းခိုးမှုကြီးဟူသောအပြစ်တင်သောကြောင့်ခိုးရတဲ့ပုဂ္ဂိုလ်ပဲရတာလေတေချာပိဋကလာနေတော့ကြောင့်တို့တွေကလည်းဆိုလို့ရှိရင်ဒီအမြင်မှားကြောင့်ပဲရတယ်ဆိုတော့လေမှန်ပါပါသူရပစ္စည်းခိုးမှုကြောင့်ပဲရတယ်ဆိုတော့မှန်ပါပါအမြင်မှားတော့ခိုးလိုက်တာတဘောကြဒါကြောင့်ဓမ္မတို့တတ္တဝါတွေအမြင်နေတာဘယ်မှာတဲ့ဆရာဘုန်းကြီးဟောတာဘုန်းကြီးကြောင့်အပေါ်မှာနေရသရုံးဆိုတဲ့မိုးထုတ်လိုက်တဲ့ခါစစ်တမ်းထုတ်လိုက်တဲ့ခါကြရမှာဥရတို့ပေါ်လာသတ္တန်ရရင်ဒီများကြီးကိုခိုးလာကြတယ်ဗျဆိုလိုက်တယ်ဘယ်ဘုရားလက်ခဲ့သရုံးနဲ့အမိုးထုတ်ရင်ဒါဖြင့်ဒီလိုတက်လာလိုက်ခေါ်တယ်ဟုတ်လားနောက်တော့တက်လာလိုက်ခေါ်တယ်အပေါ်ရောက်တယ်တက်လာပြန်အပေါ်ရောက်နှစ်ကျလို့ပြန်တက်လာပြန်လို့အခိုးဝါဒနာမစွန့်တဲ့အတွက်ဘယ်ပြန်ရောက်အပေါ်လည်းပြန်ရရမယ်ဆိုတော့သိကြကြဒါဖြင့်ဓမ္မတွေဒီဘဝမှာဒီဒိဋ္ဌိကြီးကတခိုးခင်ဗျားတို့ကျင့်ကြမယ်လို့မလာလို့ရှိရင်ခိုးနေခိုးနေဦးမှာဒီကံလေးရှင်းလားဒိဋ္ဌိတခိုးကသိကြကြကောင်းပြီဒါဖြင့်တတ္တဝါတွေမြင်နေတာဘယ်မှာတဲ့တို့ဒါဖြင့်ကြားတဲ့မကြားတဲ့လည်းအကျက်ခတ်ကြပါဦးဒီကရင်သိချာအကျက်ခတ်နော်ဒီမှာသိစီကိုခေါ်တဲ့ဥစ္စာဗျာမကြဘူးဆိုတော့မှပြည့်စုံတန်တန်ရာဆိုတင်သေးတာဥက္ကမောင်ကြီးတန်ရာမှတန်ရာပြည့်တင်ရမယ်မကြက်မှနဲ့ဆိုလို့ဓမ္မတွေလေးလေးစားစားမှပါဒိဋ္ဌိအပယ်ချပုံဟာခင်ဗျားတို့ကမှားတော့ပဲကြတယ်ဆိုတော့မှားပုံကိုကိုယ့်ကိုယ်ကိုယ်ပေါ်ပြောနေပါတယ်ဒီမှာမှားလို့ပဲကြတယ်အမြင်မှားလို့ပဲရောက်တယ်ဒါတော့သိကြတယ်အခုကတော့အမြင်မှားပြီးတဲ့ကာလသူဟာကံလုပ်တဲ့အတွက်လည်းဥက္ကမောင်ပဲအပေါ်ရောက်အမြင်မှားပြီးသူဟာကံလုပ်တယ်နောက်ကငါလုံးမပြလိုက်ဘူးလားနောက်ကငါလုံးပြလိုက်တော့နောက်ကငါဒီကမှာတကယ်ကပါပါရုပ်ရှိရင်တော့ကံဆိုးတွေဟာကလောက်ထားတာအမြင်ကြီးကတော့အာရုံကြရတာလောက်ထားတာရှင်းရလားဒါရင်ဘုန်းကြီးတို့ဓမ္မတွေတပံရလုံးအပေါ်ကမတွေ့ရတာဒီကားလို့ရှာခိုးဝါဒနာမစွန့်နိုင်တဲ့ကာလပါလို့ဘယ်တော့မှသံဃာတွေကထွက်နိုင်လို့မယုံနိုင်လို့မကံနိုင်လို့မကြော်လွားနိုင်လို့မဆိုတာကိုမယုံမှန်းနဲ့တော့သဘောကျကောင်းပြီဒါဖြင့်သူတော့ပဲသူရတယ်သူတော့ပဲဓမ္မကငါဆိုတော့ခိုးမှုကြီးကိုလက်ရွက်သေးသွားကြလားတဲ့ရာဇမှုတန်းနဲ့သေးသွားတယ်ဒါရင်ဥက္ကမောင်ကြားတယ်ဗျာသူကဖြစ်ရကြကိုပြမဟုတ်ပါဘူးလို့ပါသေးလားခိုးတော့နင်းတော့မမြင်ဘူးလားခိုးတော့နင်းတော့မစွန့်လို့နဲ့ဥပဒေကသေသွားလို့အပေါ်ရောပါမှန်ပါဗျာကြွားသွားရလားဒိဋ္ဌိကငါဆွဲရကြီးငါကိုကြီးနဲ့ခွဲရကြီးရဲ့ငါကိုကြီးနဲ့ငါမခိုးချင်ဘူးဆိုပြီးကြတာငါကငါလုတ်ပြီးကြလားခိုးမှုကြောင့်ခိုးမှုအထောက်အထားကိုလက်မလို့ခဲနဲ့တခါတော့သူခိုးဝင်သွားအဲ့ဒါကြောင့်အပေါ်ဘုရားမှာမြင်နေရတယ်ဆိုတော့လေဒကာဓမ္မတို့ကြည်ကြည်နက်နက်သဘောကျပါကမှဒိဋ္ဌိဘယ်လောက်ဆိုဘယ်မှာဆိုတော့ကောင်းကျင်납ဗလားအပေါ်ကရောက်တယ်မရောက်တယ်စဉ်းစားကြကြမှာကိုယ်ကဘာဖြစ်ပြန်ခိုးပြပြန်နေတယ်ကွာရင်းနေဗလားသူများပစ္စည်းကိုခိုးပြ
ခိုးတဲ့ခါကျတော့ဒီခိုးတဲ့ပစ္စည်းကိုပဲကိုမန်းတို့ကနောက်မခိုးတော့ပါဘူးဆိုပြီးပြေသွားတယ်ခိုးတယ်နဲ့ပြေသွားတယ်ဒါဒုက္ခမပြုတ်ဘူးဆိုတာသိကြတယ်ကျင်းလားအဲ့တော့ဘယ်တဲ့ခင်ဗျားတို့နောက်တုန်းကသူကတန်းကပြေးခဲ့ရမ်းခဲ့တာလေနိဗ္ဗာန်ရောက်နိုင်တာအမှန်ပါပဲဒီကမှရောက်နိုင်ပါရဲ့နော်ဆိုတော့ခိုးတဲ့ညတဲ့ကွာမိမိပြီးတဲ့ကလာပြေးဝင်ရတဲ့အခါကျတော့သူကကြီးအပေဆွဲချသွားသဘောကျကြဒီကဒီပဲအပေဆွဲချသွားတယ်ဆိုတော့ခိုးတဲ့နဲ့ကြီးကပြေသွားတယ်လို့ဥရဆိုလိုက်ပါဘူးဆိုလိုက်ကြအဲ့ဒါဘုရားတစ်ခါပွင့်မှာဆရာကောင်းသမားကောင်းနဲ့တစ်ခါကြုံမှာဩရုပ်ကကြောင့်၄ပါးကြောင့်ဖြစ်တာနောက်တော့ငါမဟုတ်ဘူးဟာသဘောကျဉာဏ်ကတော့အကြောင်း၅ပါးကြောင့်ဖြစ်တာနောက်တော့ငါမဟုတ်ဘူးဟာအမှဒီတစ်ခါလေးလာတာနော်ဒါနဲ့ဆုံးရဆက်ကြရှင်းရကောင်းတာပဲဒါဖြင့်ဘုန်းကြီးပြောပါပြီတဲ့ဓမ္မတွေယနေ့ဘယ်လိုများတိုင်သွားကြလဲဆိုတော့ဓမ္မတွေနိဗ္ဗာန်ရောက်ဖို့ဘယ်လိုများတိုင်သွားကြလဲဆိုတော့အစကငါလိုက်တာမဟုတ်လို့ငါမပိုင်ဘူးဆိုနိုင်မဆိုနိုင်အစကငါလိုက်တာမဟုတ်လို့ရုပ်လည်းမပိုင်ဘူးနာမ်တော့အားရတဲ့ဓမ္မတွေဆိုမပိုင်နိုင်လို့လို့ဆိုရင်ဒီရုပ်ရမ်းနိုင်အနတ္တဖြစ်ပါလိမ့်မပိုင်နိုင်တဲ့ကဘာလဲခင်ဗျားတို့ကဥပ္ပေကမှအနတ္တဖြစ်နေတာဆက်တာကဟမ်ဒီလိုကမှအနတ္တဖြစ်နေတာဒီအရှင်းကိုကခင်ဗျားတို့အရှင်းမဟုတ်ဘူးတပည့်ကြလားရှင်းနေတာလေရှင်းတော့ကခင်ဗျားတို့ဟာမဟုတ်ဘူးဘောကြလားဘုရားသာပေကအနတ္တမို့လက်ကျက်လိုက်ရတယ်သမီးကအနတ္တလက်ကျက်လိုက်ရတယ်ဥပ္ပေမှာအနတ္တလက်ကျက်လိုက်ရတယ်သိပ္ပံတွေလဲတော့မှကိုအနတ္တလက်ကျက်လိုက်ရတယ်ဆိုတာမျိုးကဒီကြတယ်မမှန်ဘူးနော်မမှန်ဘူးတဲ့အခုစောပြီးမပြည့်စည်ရင်ကကိုကယုံနာနေမပြည့်စည်ရင်ကကိုကဘာမှတ်ကြမလို့ကိုမဆောင်နော်သိကြကြရုပ်ပေါ်လဲမဆောင်ပါဘူးတရားဓမ္မတွေဆောင်းနေခြင်းကြောင်းလေးပါပေါ့ဗျာနာမရောဆောင်တယ်ဆောင်းနေခြင်းကြောင်းမပါဘူးဆောင်းခြင်းကြီးကောင်းရပြင်တရားဓမ္မတွေဒီခန္ဓာ၅ပါးတရားနာနေတဲ့တရားဓမ္မတွေခန္ဓာ၅ပါးဟာအခုဉာဏ်နဲ့ကြည့်ပါတခုမှပေါ်ပေါ်ပါတော့ကြောင့်အနတ္တလို့မှတ်ချလိုက်ရုပ်တရားလဲအခုရှောင်းနေတဲ့စိတ်တရားရောဆက်လာတဲ့ဉာဏ်ရောထိုင်းနေတဲ့သဘောရောဟုတ်ကဲ့မောင်အနတ္တကြီးတယ်ကောင်းပြီဒါဖြင့်ဓမ္မတို့အနတ္တတော့ဓမ္မတွေကောင်းကောင်းပိုင်ပြီလို့ယနေ့ဆိုပြီးတော့ရှင်းပြလိုက်တာနဲ့အနတ္တကောင်းကောင်းပိုင်သွားတယ်လက္ခဏာမပိုင်ဘူးဟုတ်ကဲ့မောင်ဘာမပိုင်ဘူးအနတ္တတော့ပိုင်တယ်တဲ့ဓမ္မတွေလက္ခဏာမပိုင်ဘူးငါကြည့်တဲ့ရှိကိုဆက်နားထောင်မှာတော်တော်ရေးကြီးလို့ပြောနေတယ်မှန်ပါဗျာဒါကမှတော့အခုသိကြတာကတော့အနတ္တတော့သိဘူးကိုလို့ကြတာမဟုတ်ဘူးဒီလိုလောက်ကြတာဖြစ်တဲ့ကြောင့်မပိုင်ဘူးกว่าတော့သိဒီကမောရှင်းအဲ့တော့ဘုရားရှင်ကရမေကြီးကဒီပါဏတ္တဝေဒနာအနတ္တပညာအနတ္တအနတ္တတော့ဟောချက်ပါတယ်မင်းတို့ကံနာရှိတဲ့ခန္ဓာ၅ပါးဘယ်လိုဟောလဲအနတ္တလို့ဟောလိုက်တယ်တဲ့ဒါကမှလည်းယခုတော့ဆိုရင်ယနေ့သဘောကျတယ်။နန္တရားလေးစာရင်းနဲ့စိတ်ကလေးပေါ်လာတယ်ပါပါလေ။ဒီလိုကိုပေါ်လာတာ။အေးလိုကိုပေါ်လာ။ကျင်းတဲ့စိတ်ကလေးပေါ်လာ။ရတာလေးပေါ်လာ။ကောင်းတာလေးပေါ်လာ။ဒီဝါလိုက်တာကြည့်ဘူးဗျ။ဒီကမှဘယ်လိုဆိုကဒီဝါလိုက်ကြတာကြီးအကုန်သိနေတာကြီးတွေဓမ္မတွေကကိုယ်ပိုင်လို့ဆရာတော်ချက်လက်အကွက်တော့မပါတော့ပါဘူး။ပါသေးရဲ့ဒါဖြင့်အမတ္တဆိုတာကဒုက္ခနာ၅ပါးပါလားဆိုတာယနေ့တော့ရှင်းတော့ဒီကမောရဲ့အမတ္တကဘာလဲဗျာဒီလက်ရှိခန္ဓာ၅ပါးလက်ရှိခန္ဓာ၅ပါးနော်ကိုယ်တော်မထဲတော့ကနဲ့လက်ရှိခန္ဓာ၅ပါးသူကအခုရှိနေတဲ့ခန္ဓာ၅ပါးကောင်းပြီတဲ့ကိုယ်ရှိနေတဲ့ခန္ဓာ၅ပါးအမတ္တဆိုတာတော့ဖြင့်သိကြပြီဒီအမတ္တကဒီကမောရေဆက်ဆက်ကတုံးမှလာတဲ့အနတ္တကိုဟောနေတာနော်။ကောင်းပြီဒါဖြင့်
ခန္ဓာ၅ပါးကိုအနတ္တတရားလို့မှတ်လိုက်တာပေါ့ခန္ဓာ၅ပါးကိုဒါတော့လက္ခဏာမပေါ်သေးပါဘူးလက္ခဏာမပေါ်သေးပါဘူးဒါကဓမ္မတွေလက္ခဏာရှင်းပြပါဦးမယ်ဘုရားကအနတ္တသိမှာမဟုတ်ဘူးဘယ်လိုမှဟောပါလိမ့်အနတ္တလက္ခဏာသိလို့ဟောဘယ်လိုဟောပါလဲအနတ္တသိလို့ဟောကုန်မဟုတ်ဘူးတကယ်ကြဘယ်လိုဟောပါလဲဘယ်မှာကိုယ်ကအနတ္တတပိုင်းမသိသေးတဲ့ဥပါဒณะကလက္ခဏာမသိသေးဘူးဒီကမှာကျင့်မှတ်ပလားဒါသိစားစစ်ထုတ်တာပဲတရားဓမ္မတွေမသိမရှိအောင်ပဲတခါတည်းဒီနေ့နာရတဲ့တရားဓမ္မတွေကိုဒုက္ခနာ၅ပါးအပြောဒုက္ခနာ၅ပါးနော်အရှိရတော့ရှင်ဒီနေ့ဘာမှမဆိုင်ဘူးအနတ္တသဘောတက်တဲ့ဧကံတာပဲဆိုတော့ပေါ်ကြပါလားဒါဖြင့်တရားဓမ္မတွေဒီကမှာရှေ့တစ်ဆင့်တက်တော့မယ်ဘယ်တက်မယ်ဆိုတာတရားဓမ္မတွေရင်းမိကြပါတဲ့လက္ခဏာပြတော့မယ်တပည့်ကြကောင်းပြီဒါဖြင့်ဒကာရမတို့အိဂရီလောက်တုံးလို့မိုးလို့ရှိရင်ဖြင့်ဒကာရမတို့အိဂရီလောက်တုံးဆိုလို့ရှိရင်ဖြင့်အိဖြစ်လာအောင်ရေဆက်တဲ့အချိန်ကြီးအောင်ခိုင်းအောင်မိရလို့တယ်မှန်ပါပါအိဂရီလောက်ပါလေဒါကြောင့်အိဖြစ်လာခဲ့နော်ဒီလူကစကားတော့ဖေးကမှတ်လာပါတကယ်တမ်းလေးစိတ်တဲ့နဲ့ဥပါဒံအုပ်ဖြစ်နိုင်မှာတကယ်ခံကန်တည်တောင်းလောက်လာတာဘယ်လိုလုပ်တာကောင်းပြီဒါဖြင့်အိုးမိကလောက်ပြီးဒီကာလဒီအိုးဒီကားလို့ဆိုလို့ရှိရင်ဖြင့်မိပြီးတော့ကျောင်းကလောက်ထားတော့ကြောင်းအိုးဖြစ်လာတယ်အိုးဒီကားလို့ဆိုရင်မျိုးဖြစ်လို့တော့ကြောင်းလေတိုက်လို့တော့ကောင်းလက်ကြရတော့ကောင်းမျိုးပြီးမိုးရနဲ့ဆောင်းရကြီးမြေပြင်မှာကျလို့အဲ့ရတော့ကောင်းရေနဲ့ဖြစ်ကြလို့ကြော်ရတော့ကောင်းဆိုတော့လားလိမ့်မယ်မလားလို့ဒါကြောင့်သူများလောက်ထားတော့ကြောင့်ဒကာဓမ္မတို့အနတ္တဖြစ်လေတော့ကြောင့်သူဒီမခိုင်တဲ့ဘောတစ်ခုပြောပြလိုက်ပြောတော့လို့ပြောကြတဲ့အခါကျတော့မှငါတို့ရှိတုန်းကအနတ္တသူပြန်လေဘောဆွန့်သွားတော့မှလက္ခဏာရှိနေတော့ကသူဒီဘောလေးဆွန့်သွားတော့ဒါဖြင့်အနတ္တကိုသိရုံနဲ့မပြီးသေးလက္ခဏာရောက်မှသာဖြင့်နေရကြတော့မယ်သဘောပါကြဘယ်လိုရှိနေတော့ကတော့ခန္ဓာငါးပါးဘယ်လိုရှိနေတော့ကတော့ဘယ်လိုမှကြမှာလဲသာဆိုရုပ်ကလေးကလည်းပြည့်စည်သွားတယ်စိတ်ကလေးကလည်းအခုပေါ်အခုပြည့်စည်သွားတယ်ပြည့်စည်သွားတဲ့အခါကျတော့ဘာပေါ်လိုက်ဖြစ်တော့ကတော့အနတ္တပြည့်သွားတော့ဒါနှစ်ခုပေါင်းမှသာတယ်အနတ္တနဲ့လက္ခဏာနဲ့ဟာပြည့်စုံဒုက္ခမောနှစ်ခုပေါင်းမှပြည့်စုံတစ်ခုတည်းသိသွားတော့အနတ္တပဲသိနောက်ကြတော့ဒီအနတ္တလက္ခဏာကိုသူပြလိုက်ဆိုပါခင်ဗျားတို့မပိုင်ကြောင်းကိုရှင်းတယ်ရှင်းအောင်ပြပါဦးမယ်ဆိုပြီးနာငလေးကလည်းစက်ကြောက်ပြသွားရုပ်ကလေးကလည်းကြောက်ပြသွားတဲ့ခါကျတော့ဓမ္မတွေကငကိုကလည်းမပိုင်တာမပိုင်တဲ့ဘောလောလောကြီးပေါ့မယ်ပြောသွားတယ်ဆိုတဲ့ဥစ္စာမရဘူးလားငကိုကလည်းပါတော့မပိုင်ပါဘူးငကိုကမပိုင်တော့ဘူးရှင်မတ်ကနေပဲမပိုင်တဲ့သဘောကိုရှင်းတယ်ရှင်းအောင်ဓမ္မကပြောသွားတယ်ဘယ်လိုပြောတော့ဓမ္မပြောသွားတော့ဥက္ကမတို့ကခေါင်းကြီးရဘယ်လိုရှိနေတော့ကပါတဲ့နောက်ကြတော့ဓမ္မတို့ကိုယ်စိတ်ကလေးကစောင်းနေစိတ်ကဖြတ်ဆိုပြောက်သွားဥက္ကမစိတ်ကလေးကဖြတ်ဆိုပြောက်သွားပေါ်လာတော့အနတ္တပေါ့ဗျာနောက်ပြောက်သွားတဲ့အခါကျတော့လက္ခဏာပြတယ်နောက်ပြောက်သွားတဲ့အခါကျတော့လက္ခဏာပြတယ်လက္ခဏာပြသွားတော့မှဥက္ကမတို့ကဥရတဲ့တို့ကမြင်နဲ့ခေါင်းကြီးကမှာအနတ္တလက္ခဏာကပြန်ကွာအနတ္တပေါ်လေယုံနာရဲ့လက္ခဏာပေါ်မှာလည်းတကယ်ကိုပဲဆုံးဖြတ်ချက်ချနိုင်ပါရဲ့သဘောကျအနတ္တဆိုတာလေလက္ခဏာလို့လေဒီလက္ခဏာကမှန်လိုက်တာဘုရုဘောဘုရုကြောက်ကြည့်လိုက်သေးတယ်နမယုဒ္ဓမကလေမိရုရောမိရုကြောက်မှာတကားပြုတဲ့ကုမျိုးဆိုရလိုက်သေးတယ်အဲ့မလိုက်တာကဒီလက္ခဏာပြောတာဒါဖြင့်ဒီရဏတို့အနတ္တနဲ့လက္ခဏာကိုကွဲပါဒီကမ္ဘာဒုစရသိရေးကြည့်ရဟန်းရည်မကြည့်လို့မပါဘူးနော်အရေးမကြီးလို့မပါဘူး
ဒီကြာကြာပြီးတော့ဒီနာထမှာဒီနေ့ဒီနှလုံးကိုရေလောင်ပြောမှာပဲဒါနဲ့မရောအောင်ပြောမှာပဲတောင်းတာနဲ့ဓမ္မတွေခန္ဓာထဲမှာဘာလို့ပေါ်လာကြပါဆိုကြကြောက်ကြရင်ပါဆိုရကြောက်ကြတဲ့လက္ခဏာသိတယ်ပေါ်တော့အနတ္တသိကြောက်တော့ပေါ်တော့ကြောက်သွားတော့အဲ့ဒီလက္ခဏာသိမှသာလေဒါဆိုရင်လက္ခဏာကဘာလက္ခဏာတုံးဆိုတော့အနတ္တသိလက္ခဏာဒီကြတယ်ဘာလို့အနတ္တဤလက္ခဏာဆိုတော့ခင်ဗျားတို့ကအနတ္တဤလက္ခဏာလေးကိုဉာဏ်လေးနဲ့ပြောလိုက်တဲ့အခါကျတော့အနတ္တဤလက္ခဏာလေးကိုဓမ္မကပြောတဲ့အခါကျတော့ဥက္ကမတော့အနတ္တဤလက္ခဏာရှင်းလိုက်တာမရှင်းနိုင်ဘူးလားဟိုကအဲ့ဒီရှင်းလိုက်တာဆိုတာကအနတ္တလက္ခဏာသိတယ်အနတ္တလက္ခဏာဉာဏ်တပည့်ကြရှင်းလိုက်တာလေးဆိုတာလေးကဘာပါလဲအနတ္တလက္ခဏာဉာဏ်ရှင်းမလားဒါဖြင့်ဓမ္မတို့ခင်ဗျားတို့အနတ္တလက္ခဏာဉာဏ်ရတော့မှခဏကအတ္တပြုတ်သွားတာအတ္တပြုတ်သွားအနတ္တလက္ခဏာရလိုက်တဲ့အခါကျတော့ဘာပြုတ်သွားအတ္တရဟိပြုတ်သွားတပည့်ကြဒါဖြင့်ဓမ္မတို့အနတ္တနဲ့လက္ခဏာတွေယနေ့အမှန်တန်ရှင်းအောင်ပြောနေပြီအမှန်တန်ရှင်းအောင်ပြောနေတယ်ဆိုတော့ယုံရဒါကြောင့်ဓမ္မရခုပေါ်လာတဲ့ခန္ဓာထဲမှာယုတ်ကလေးရုပ်သက်ပေါ်လာတယ်နာမ်သက်ပေါ်လာတယ်ဒါဆိုကြမယ်ပေါ်လာပြီးစောင့်ကြည့်နေတော့ဥက္ကမောင်တို့ကကျုံ့သွားတာပဲစောင့်ကြည့်နေတော့ကြောက်ကြတော့ဘာလို့များပြောတော့လက္ခဏာပြောကြတော့ခင်ဗျားတို့ကမသိလိုက်ဘူးဒါကြောင့်ခင်ဗျားတို့ဒီလုံးကဘာသာလို့နေဆိုတော့ဥဒ္ဒဉာဏ်ဒီလုံးလေးနတ်လက္ခဏာဉာဏ်လေးဘယ်လိုဆိုကြပါနတ်လက္ခဏာဉာဏ်လေးရလိုက်တယ်ဆိုတော့အတ္တဒိဋ္ဌိမြင်သွားတော့ဟဲ့လို့နောက်ကနာအထင်တာမြင်သွားတော့ဟဲ့လို့မောဟရဲ့လားမမောဟပါဘူးတရားဓမ္မတွေကောင်းကောင်းတပည့်ကြဒါဖြင့်တော်လာရင်ပါဆိုရပြတော့ဒါကြဒါအနတ္တမှာမသိတဲ့ပုဂ္ဂိုလ်ကလက္ခဏာသိကိုဥပါဒင်တင်လို့မဖြစ်နိုင်ဘူးဆိုတာကိုသူချာစိတ်ပြောတော့မှပေါ်လာတာမမလို့ဆိုရင်ဓမ္မတွေကသူတို့ဥပဒမှာပါဠိသမီးကိုစံကြလို့ရမှာအနတ္တကိုလက်ကျက်လို့ရတယ်ဆိုတာကဒီကအနတ္တသိကြရတာမဟုတ်ဘူးဘောပါကြမဟုတ်တော့ပါတယ်မလို့တော့ခန္ဓာ၅ပါးပါဗျာအဲ့ဒါသူကဒီမှာအနတ္တနဲ့မတတ်နိုင်ဆန်းရတယ်ဆိုတော့ငါကအတ္တရှိတယ်သူဒါပေမဲ့အတ္တကအတော်ရှိနေပြီမရှိဘူးလားဘုရားတော်ကောင်းတဲ့ကောင်နဲ့ဆန်းလိုက်ကြမှာအနတ္တကိုလက်ဆက်လိုက်ရတယ်ဆိုတော့ဇာကြတော့သူဒီအနတ္တမသိပါဘူးမသိတဲ့အတွက်လက္ခဏာကိုလည်းမသိတဲ့အတွက်တစ်ခါတည်းနေကြနေကြပြီးစိတ်ဆုံးဒေါမနကလည်းဖြစ်လာမကြည့်ငါတော့သုံးနေသုံးပြီးမနေနိုင်တဲ့ဒေါမနကအရှိကြီးဖြစ်လာအဲ့ဒါဘာမသိတာလဲဆိုတာရင်းနေတယ်အနတ္တတော့ငါမသိခဲ့ဘူးလက္ခဏာပြရတယ်ဒါဖြင့်ခင်ဗျားတို့ဘုရားဆိုရင်လည်းလဲခဲ့တာဟာယနေ့ချင်းတောင်းပေါ်ပါအနတ္တခန္ဓာလေးမသိခဲ့ဘူးအနတ္တခန္ဓာကလက္ခဏာကိုပြလိုက်ကြံတော့လေခင်ဗျားတို့အပေါ်သားဖို့ဖြစ်ဒီကမှာဘယ်လိုဆိုဘယ်လိုကြောင့်အပေါ်သားဖို့ပြရတယ်လို့မိုးတဲ့ခါကျမှဥရတယ်အနတ္တကိုမသိလို့လက္ခဏာပြတော့အပေါ်သွားတာရှင်းမလားအနတ္တကိုမသိကြလို့ဒါဒုက္ခဆုံးဖြတ်ချက်ကြာပြီတရားဓမ္မတွေဆုံးဖြတ်ချက်ကြာမကြဘူးလားငခုကဘာမသိကြတယ်ဘုံပြီးတော့ညဒီလိုဆရာသမားကောင်းနဲ့အယုံမှာကျန်တရားလေးကပြည်ပြင်ထားတာမန္တရာမဟုတ်ဘူးဆိုပြမသိဘူးနာမအကြောင်းနှစ်ပါးကပြည်ပြင်ထားတာမန္တရာမဟုတ်ဘူးလို့ဒီလိုကသိမထားတော့ဘူးဒီတင်မှုပေါ်လာတာလို့ကံကောင်းလို့ဒါကောင်းကြီးထမ်းလာတယ်ဒီကောင်းကြီးထမ်းလာတယ်တံပေါ်မှာကြီးဆိုင်ဒါကြတံပေါ်မှာကြီးသွားတော့ခါကျတော့ကံမောဟတွေကြီးဖြစ်သွားဒီကောင်းကြီးပြင်လို့ရတာလားဆိုတော့ဒီကလေးလုံးမှာမှာဥပါဒံ၄ပါးမနေလား၄ပါးတကားတော့ယူတော့ဒီဒိဋ္ဌိဟုတ်မဟုတ်ဟုတ်ပါတယ်ဘာကြောင့်၄ပါးတကားတော့ယူတော့ဒိဋ္ဌိပဲအကြောင်းမဆုံးဘူးဒိဋ္ဌိပြရတာအကြောင်းမဆုံးလို့ဖြစ်တယ်ကြီးပန်း
ကောင်းပြီဒါဖြင့်ဓမ္မတို့ဘုရားရှိခိုးနဲ့လဲခဲ့တာအနတ္တလည်းမသိကြလို့ပါဗျာလက္ခဏာပြတယ်လည်းဘုရားနဲ့ရံဖြစ်ပါတယ်ဗျာယုံကြည်လားဒါကြက်ကြက်စဉ်းစားပါခင်ဗျားတို့ဒေချာစဉ်းစားဘုန်းကြီးကဓမ္မတို့ဝန်ထဲမှာဒီတိုင်းရှိတယ်ဆိုတဲ့ဥစ္စာကိုပဲတပံနေရာလုံးကဒီတိုင်းရှိတယ်ဆိုတာဥပါရင်ပြောင်းပြောနေတာအနတ္တပဲသူတို့သိရလားဒါအနတ္တမသိတဲ့အတွက်လက္ခဏာပြလိုက်ပြီးနဲ့ဒီလိုနေတဲ့ဓမ္မတွေဘုရားနဲ့ရံဖြစ်တရားနဲ့ရံဖြစ်ဖြစ်ပြီးလည်းဖြစ်ပြီးဒါကြောင့်လက္ခဏာပြတော့တရားနဲ့ရံဖြစ်ပါလိမ့်မယ်ဘုရားနဲ့ရံဖြစ်ပါလိမ့်မယ်မိုးကြည့်ကြရတယ်အနတ္တမသိလို့မူလအနတ္တကိုမသိလို့ပြောမလားဒါမသိတာပါဒါကြောင့်ခင်ဗျားတို့ဒီအနတ္တလည်းမသိလက္ခဏာလည်းမသိပဲဖြစ်ပြီးဒီကလာနေကြတော့အတ္တဒုက္ခနဲ့အငြင်းနေကြလို့ဒါကြောင့်အပယ်မြဲတယ်ပဋိစ္စရီပါတယ်ပဋိစ္စရီကသိမရဘူးလားသိရရောက်ပြီးနာဓမ္မတို့သိကြမရသေးလားကောင်းပြီဒါဖြင့်ဒီလိုရှင်းရတာဝိပဿနာရှိတဲ့နေရာမှာပြန်ခင်ဗျားတို့စိတ်ရှင်းမဲ့ကိုဆက်အောင်လို့ဒီဉာဏ်ကိုရှိတာပြောနေဒီဉာဏ်ကိုရှိတာပြောနေတာတလုံးလုံးကြည့်လိုက်ရင်ကိစ္စပြေးအောင်လို့ဥက္ကမရဲ့အရေးကြီးပြောနေတာဒါမှမဟုတ်ဘုရားဓမ္မတို့ခန္ဓာ၅ပါးဟာရှိနေတယ်သာပြောဆိုကြတယ်ဟုတ်ပြန်ကြည့်ကြဒါမျိုးကပြန်အနတ္တနဲ့လက္ခဏာဆိုတာကိုရှင်းတယ်အဲဒီလက္ခဏာအနတ္တကိုလည်းသိလက္ခဏာကိုလည်းသိတဲ့ဉာဏ်မှသာလင်ဘာဉာဏ်ခေါ်ကြအမလို့ဥဒ္ဒရေငုတ်မနှပြောတာအနတ္တလက္ခဏာဉာဏ်လေးဖြစ်ဖို့ကိုအနတ္တမသိတော့လည်းဉာဏ်မလာနိုင်ဘူးလက္ခဏာကိုကြပြန်မပြရင်လည်းဉာဏ်မလာနိုင်ဘူးဆိုတော့အနတ္တလက္ခဏာဉာဏ်ဆိုတော့အနတ္တလည်းသိအောင်ကလက္ခဏာလည်းဉာဏ်ကဘာဉာဏ်ဖြစ်နေအဲဒီဉာဏ်ကမှလည်းခဏကအတ္တဒုက္ခဖြစ်နေတာဘူးမင်းဖြစ်နေလားအော်ဒါကငါတို့နာစီကြီးနဲ့ထောင်ပြီးကာလဒီတရားတလုံးနဲ့ခင်ဗျားတို့လေယာစီစိုက်တယ်မယ်ဆိုတာရှင်းလို့ရတာရှင်းနေမှာနော်ဒီစားရှင်းရတာဒီစားရှင်းရတာမရှင်းကြံပြောနေမှာပဲမရှင်းရင်ရှင်းတယ်ရှင်းပြောရမှာပဲအခုတော့သိကြပါလားတရားနာတွေခန္ဓာကိုယ်ထဲမှာခန္ဓာ၅ပါးတကားပါဆိုရင်ဒါဆိုကြအဲ့ဒါလေးတွေကားလို့ဆိုလို့ရှိရင်တရားဓမ္မတွေရှင်းငါအောင်မှာပဲကြောက်ကြပါလိမ့်မယ်ဟုတ်ပြီလားငါမှပြောက်သွားတဲ့ခါကျတော့သူကဘာပြောတာလက္ခဏာပြောသွားတာခင်ဗျားတို့ဉာဏ်နဲ့ဟာဘုံဉာဏ်ရလိုက်တဲ့နေ့နေနေပြီအနတ္တဘုရားဉာဏ်ရလက္ခဏာဒါကဘာမှမဟုတ်အနတ္တလက္ခဏာဉာဏ်သိလို့ဆိုကြရရှင်းမလားဉာဏ်ရပါလို့ပေါ်ရာဒီတော့ကဘာရပြတ်တာပြီအော်ဘာလို့တော့ဒါဆိုရင်နတ္တလက္ခဏာဉာဏ်ရောက်ချင်လို့ရှိရင်လေသံဃာတော်တော်ကြီးဘုန်းကြီးနဲ့ပြောမှုကမပါရင်မပြီးဘူးဗျာဒီကတော့ပြီးရင်မပြီးဘူးဆိုတာတော့ကြတော့နောက်ဆုံးတော့ကြတော့ဖြစ်ဖြစ်တော့ပြန်ဝင်လာတယ်ဒီဟာကြီးကျင့်တ်ဗလားကောင်းနေကြတာဆိုရင်ဒီလိုရှင်းအောင်ဘုန်းကြီးပြောပါဦးမယ်အခုတော့ပြန်ဓမ္မတွေနတ္တလက္ခဏာဉာဏ်လေးတစ်ခုပြန်ဝေဒနာလေးကြည့်လိုက်ပြန်ဝေဒနာပေါ်လာရင်နတ္တကြောက်သွားရင်မြင်လိုက်ကြလေကဉာဏ်ဘာဉာဏ်ခေါ်ရမယ်နတ္တလက္ခဏာဉာဏ်ဖြစ်သွားပြီဆိုတော့သိကြလားဒါမျိုးဒါကဆရာဘုန်းကြီးကကျင်းတယ်ကျန်ပြောခရီးကမင်းတို့ဒီလိုကျန်ငါပြောမယ်ဆိုပြီးဆက်ဆက်ကတက်ကြပြန်တော့ဥက္ကမလာပြန်ပြီသောက်ရတဲ့ကဘယ်လိုမှလာလိုက်တယ်ဆိုတော့ဟောဒီကံဆိုတာလည်းစေနာမဟုတ်လားကတော့သူ့ကိုကနန္ဒမဖြစ်နေတဲ့ကြောင့်အတိတ်ကနန္ဒမဖြစ်နေသူ့ကိုကအမတ္တမို့သူကပြုနေတာဘယ်လိုဆိုကြဟောဒါဘုရှင်းပြီမရှင်းဘူးလားအကြောင်းအမတ္တမို့ဘယ်လိုဆိုကြမလဲဟောတော်ကြပြီနော်အကြောင်းအမတ္တမို့ဒါဖြင့်တရားဓမ္မတို့ခင်ဗျားတို့ကအကြောင်းသူပြုပြင်တဲ့အခုတရားနာနေကြတဲ့ခန္ဓာ၅ပါးရှိပါတယ်
သူပြုတဲ့အကြောင်းတွေကဘာလဲဒါပြန်အကျိုးတရားကခိုင်းနေမျိုးပြန်သိဖန်ရှင်လို့ရပါဘယ်နဲ့ဆိုမလို့ဒါပြန်အကျိုးတရားဒါပြန်ဒီကံဃာရာတရားကြီးဘယ်နဲ့ဆိုရအောင်သဘောကျတော့ပေါ်တော့ဒီကမှာပေါ်လားရရင်ပေါ်လားအကြောင်းတွေကဘာလဲဒါပြန်ကြည့်တဲ့တိုင်းတွေကိုမှမြည်ပါခေါ်ကြတော့အနတ္တပဲဆိုတာပြောကြလားဒါဒါပြန်အနတ္တဟုတ်တယ်ခဏလေးစောင့်ကြည့်လိုက်ရင်ဘာလို့မပြောမှချင်းလဲလက္ခဏာသိချာပြောရမယ်ပြောလို့ရတဲ့နေရာတွေကဓမ္မတွေကရတဲ့နေရာကိုမှခံရလို့ပေါ်တယ်စောင့်ကြည့်နေကြဆက်စကြောက်ပါကြောက်ဘူးရတာကအနတ္တရတာပြောရင်လည်းရတာကအကြောင်းအတိုက်ဆိုင်ရတာဟောဖတ်ပါရင်ဆိုတော့ရတဲ့မြင်းမှုတွေဘာလို့လဲဖြိလို့ရတဲ့ဝေဒနာလေးပေါ်လာတာကိုယ်လေးကဝေဒနာဟုတ်ပါရဲ့စောင့်ကြည့်နေလို့ကြောက်သွားကြောက်ကြတော့ငါပေါ်တော့အနတ္တပြောက်သွားတဲ့လက္ခဏာဘာကြဒါကြောင့်ခင်ဗျားတို့မဘုံဉာဏ်ရလိုက်ပါလေအနတ္တလက္ခဏာဉာဏ်ရလိုက်တော့ဟိုတဲ့ဓမ္မတို့တပိစ္ဆသမုပ္ပါပြတ်တယ်ရှိကြည့်ကြပါပြိဿမျိုးကပြတ်ပုံရှင်းပြလိုက်နော်အဲဒီခန္ဓာ၅ပါးကိုသာခေါ်ကြတယ်ဓမ္မတို့အနတ္တပြတ်သွားရင်လက္ခဏာအဲဒီအနတ္တနဲ့လက္ခဏာကိုနှစ်ခုလုံးသိတာလေးကိုဘာခေါ်ကြမလဲအနတ္တလက္ခဏာဉာဏ်လို့ဆိုပြီးကအနတ္တလက္ခဏာဉာဏ်ဆိုတာဓမ္မတွေမှတ်လိုက်ပါတော့မဂ္ဂင်၅ပါးပါပဲဒီခန္ဓာ၅ပါးတစ်ပါးကိုအနတ္တလက္ခဏာဉာဏ်ပေါ်အောင်လုပ်ရမယ်ဆိုတာကမဂ္ဂင်ပေါ်လာတယ်တပည့်ကြဒါပေါ်လာမဂ္ဂင်ပေါ်လာတယ်ဆိုတာကောင်းကောင်းသိကြဒါဒီကားလို့ဆိုလို့ရှိရင်မဂ္ဂင်ပေါ်မှာလည်းဒီကရငါကြည့်လိုက်စမ်းဒီမဲ့ဆိုတော့ကြည့်လိုက်စမ်းမဂ္ဂင်နဲ့ဘယ်လိုကောင်းဆောင်နေလဲဆိုတော့တမာရိတိကောင်းဆောင်တမာရိတိကောင်းဆောင်နေတော့ခဏကအနတ္တလက္ခဏာဉာဏ်ထဲမှာတမာရိတိကကောင်းဆောင်တယ်ဆိုတာမသိကြဘူး။ငါကငါ့ကိုငါအလုံးနေတာမိစ္ဆာရိတိကကောင်းဆောင်။ငါတို့ကတော့ခန္ဓာငါးပါးငါ့ကိုငါအလုံးတော့အခုတော့တမာရိတိကောင်းဆောင်တယ်ဆိုတော့ကမိစ္ဆာဒိဋ္ဌိဟာလောဘနဲ့တွဲနေတော့လောဘနဲ့တွဲနေတဲ့ဒိဋ္ဌိဟာဒီနေရာမှာဒိဋ္ဌိတဏှာမပြုတ်ဘူး။ဒါနဲ့တဏှာပြုတ်တော့တဏှာနဲ့ကလည်းဥပါဒံကံကြီးဘယ်နဲ့ကြောင့်ပြုတ်ပါလို့မလို့ဆိုတော့တမာရိတိမဂ္ဂင်၅ပါးပေါ်လာလို့ဝိပဿနာမဂ္ဂင်ပေါ်လာလို့ရှင်းရလားဒါပေါ်လာပါတယ်ဒါဖြင့်ပြိဿမှုကပြမပြဘယ်ကဆက်ပြကြတယ်ဆိုတော့ဒိဋ္ဌိနဲ့ရောနေတဲ့တဏှာရဆက်ပြဒီကမှာဘယ်ကဆက်ပြဒိဋ္ဌိနဲ့ကံနဲ့လည်းပြောရမလားဒိဋ္ဌိကသံဃေလောဘကံဒိဋ္ဌိကသံဃေကံလို့သိနေရတဲ့ပုဂ္ဂိုလ်များလူတိုင်းကြည့်ပါလောဘနဲ့ဒိဋ္ဌိကပြောရပါကွာအဲ့တော့ဒီလောဘဒိဋ္ဌိကပြတ်မသွားဘူးလားပြတ်သွားတော့ဥပါဒံရောဥပါဒံရှိမှလာမှကံရောမလာတော့ဘူးဆိုတော့အနတ္တလက္ခဏာဉာဏ်ဒီဒိဋ္ဌိကိုဆက်တယ်လို့ဆိုရတဲ့သိကြတယ်တဏှာလည်းရောပါသွားလို့ရဲ့တော့ဘယ်နှကြောင့်မဟုတ်လားဒါဖြင့်တဏှာမဟုတ်ပါလားဆိုတော့ဓမ္မတွေရှင်းတယ်တကယ်ပြိဿမှုကတကယ်ပြတ်ပါလားဆိုတော့ဒီကောင်လမ်းကြီးသိစိတ်စင်တန်းကြီးဒါကြီးကဒီစင်တိုင်းကဒိဋ္ဌိမဖြစ်ရင်ဒီစင်တိုင်းတော့ဒီကာလဘယ်လိုပါကြအောင်မဆန္ဒတွေပေါ်ပြီးရှင်းရမှာရှင်းနေတာကြီးယခုတော့ကျွန်တော်ရှင်းသွားပြီလို့ဓမ္မတွေဆိုနေကြ။ဒါလားဖြင့်ဒီကမှာပြိဿမှုကကြောင်းကြဆင်းရဲကြတာဟုတ်။ဘယ်ညာနဲ့ဆက်လိုက်ပါလဲ။ဒါဓမ္မတွေအနတ္တတလုံးကငိမ့်အောင်ရောက်ပါတယ်ကွာလို့ပြောတော့အပေါ်ကဖြစ်ဒီကအနတ္တလက္ခဏာညာကပြိဿသမုပ္ပါဆက်လိုက်တယ်ကွာဆိုမှတန်ကြာပြတ်ဖို့ဆိုတော့သိကြတော့မသိကြဘူးလားအမှန်ဘုဒ္ဓံတော်ဒီဓမ္မတွေမတန်သေးဘူးလားဒါမျိုးဒါဖြင့်ပြိဿသမုပ္ပါပြောင်းလုပ်နိုင်တာဖြင့်အနတ္တလက္ခဏာညာဆိုတာဖြင့်သူကသိကြပါလားဒါဖြင့်သံဃာရတရား
ဒီတော့ငါကဘာတရားတွေလဲအဲ့ဒီသင်္ခါရတရားတွေကဘယ်တော့မှမြဲတယ်မရှိဘူးဆိုတော့ပြည့်စုံတာကြီးလည်းမလို့ဗျာအဲ့ဒါသင်္ခါရတရားလို့သိထားတယ်ကအနတ္တဉာဏ်ရပြီအနတ္တရသွားပြီသိတာလို့ပြောကြအနတ္တလက္ခဏာဉာဏ်ရသွားဒါဖြင့်အနတ္တသိတာလည်းဉာဏ်လက္ခဏာသိတာလည်းဉာဏ်ပဲတဲ့ဒါရမတွေအဲ့ဒီဉာဏ်ကြီးဘာကိုနှင်းနှင်းဖြစ်ပြီးလိုက်ပါလို့မဲမိုးတဲ့ခါကျတော့မှပရိစ္ဆေသမုပ္ပါအလောကဖြတ်ပါတယ်ခရားလို့သင်္ကေတချက်ဘယ်လိုဆိုလဲချက်ဘုဒ္ဓကနာအဆက်ချက်လိုက်တပည့်ကြတခါပရိစ္ဆေသမုပ္ပါအစကလည်းဖြတ်ပါတယ်ခရားလို့ဆိုရင်လည်းအဝိတ္တမဒုက္ခကဝိဇ္ဇာဖြစ်သွားပြန်ဒါပြန်ပရိစ္ဆေသမုပ္ပါအစကလည်းပြအလောကလည်းပြတ်ပြီးဖြစ်လို့တော့ကြောင့်ဒါရမတော့နိဗ္ဗာန်ရှင်တောင်းနဲ့ရှိတာနေရရှင်ကောင်းတော့ဒါလည်းရှင်ကောင်းရင်မလိုပါဘူးတဲ့အဝိဇ္ဇာကျုပ်ရင်ရှင်အဝိဇ္ဇာဥဒ္ဒါကလေးဖြစ်တာပဲဒါကြလားကောင်းပြီဒါရမတော့ဒါပြန်အနတ္တလက္ခဏာညာဟာဖြင့်သင်္ခါရတရားကိုသိမှအနတ္တလက္ခဏာညာဟာပေါ်မယ်သင်္ခါရတရားမသိရင်သင်္ခါရတရားသိတော့မှသူများလောက်ထားတာကိုလို့ငကိုကသိထားတာမှအဲ့ဒီကအနတ္တသိနောက်သင်္ခါရတရားသူများလောက်ထားတာနဲ့မခံလို့ပြတ်သွားတဲ့ခါကျတော့မှလက္ခဏာသိဒါပြန်သင်္ခါရကိုမသိဘဲနဲ့အနတ္တလက္ခဏာသိဖို့အရေးဟာပြန်မရှိဘူးလို့မှတ်လိုက်ပေါ်ရလားသင်္ခါရသိမှနော်အနတ္တလက္ခဏာသိနိုင်တယ်ဒါကြောင့်တော့ပြန်တခြားစီရောလို့သင်ရမယ်ပေါ့ဗျာဒါကလည်းသင်လို့ရှိတယ်ဒါကပြတ်တော့စမ်းကြတယ်သင်္ခါရမသိဘဲနဲ့အနတ္တသိတာလည်းဆိုရင်အလကားပြောဒီကမှာဘယ်လိုဆုံးလဲချာရုံမဟုတ်လို့မလားဒါတော့ပြန်သင်္ခါရတရားဆိုတော့ဒီများပြုပြင်ထားတာသိတယ်မှာအနတ္တကအဲ့ဒီချိန်ကစပေါ်တာတဲ့ဒီများပြုပြင်ထားတဲ့တရားမှန်သိတော့ဘာလားပေါ်ဒီများပြုပြင်ထားတဲ့တရားလေးရတယ်ပြုပြင်တဲ့တိုင်မဆိုင်ပါဘူးမြင်တော့မှဘာပေါ်လာဒါဖြင့်သင်္ခါရတတ္တရာနတ္တိဆိုတာပေါ်လာသင်္ခါရတဲ့တတ္တရာခံရနေပြီနတ္တိဘယ်တော့မှမရှိဘူးလို့မင်းတို့ဆုံးတဲ့ကိစ္စဒါကြသင်္ခါရဘယ်တော့မှမခံရဘူးဆိုတာမင်းတို့သိရမယ်ပြောမလားသင်္ခါရခဏလို့ဘယ်တော့မှလည်းသင်္ခါရခန္ဓာကိုပေါ်လာတာလေးကိုဘယ်တော့မှမခံဘူးလို့သာသိနေလို့ရှိရင်ပြိဿသမုပ္ပါပြတ်မပြတ်အစကလည်းအလောကလည်းနိဗ္ဗာန်မှာရောက်ပါမလားနိဗ္ဗာန်ဆိုတာကကြာလာပြိဿသမုပ္ပါနောက်ဆက်မလာတာဆိုတာလားနောက်ဆက်လာရင်ဘာသစ္စာအဲ့ဒီနောက်ဆက်မလာတော့ဒုက္ခချုပ်တာဘာခေါ်ရနိဗ္ဗာန်ဆိုတာမျိုးကြီးပြရေးလာမှန်နေလို့ရှင်ကဒုက္ခချုပ်သွားတာကိုဘယ်လိုဆုံးလဲစဒုက္ခချုပ်သွားတာကိုဆိုတာကောင်းကောင်းရှင်းမှဗလားဒါရမလို့တုံ့ပြန်ကြပါလားဒါဖြင့်အခုဆရာဝန်ကြီးဟောလိုက်တော့အနတ္တလည်းသိတယ်ယနေ့အနတ္တလက္ခဏာလည်းဉာဏ်နဲ့ရတယ်ဒီဉာဏ်ကဘာလို့သက်တယ်ဆိုတော့လည်းဥက္ကမမျိုးရတယ်ဘုရားကနာရောနေတယ်ဘုရားကနာရဆက်ရတယ်ကြာလေကလည်းပြတ်တယ်ဆိုတာမလို့ပြောတာဒါကြောင့်မနေ့ကသူ့ကိုပြန်ဆက်လိုက်သူ့ကရံကမိုးလိုက်အရှင်ဘုရားမရှိဘူးနောက်သောတာပန်တဂရကအနာဂံတွေကရှင်ပြောတဲ့ပြိဋိဘံစံတော့အားလုံးကြတော့မှာပဲလားဆိုတာမျိုးသူကဘုရားဖြေဥမေသသုဘဒပုသမာဝေရောယံအသုညေလောကရံတိအတ္တသုဘသုဘယံဥမေဒီလောကမှာနေတဲ့ပုဂ္ဂိုလ်ကောင်းတို့ဒီသမံမဖောက်မပြန်နတ္တ၏လက္ခဏာကိုသိနေပြီဖြစ်ပါမဖောက်ပြန်ကြည့်ရမယ်နော်အနတ္တရဲ့ဒီလက္ခဏာလေးပဲဗျာသမကောင်းစွာဝိရောနတ္တလက္ခဏာကိုကျင့်ကြံပြီးနေဆိုကြကုန်ပြီဖြစ်ပါအရဟံဒီယန္တာတို့မှာအတုံရောမစိတ်ပြီးအတ္တဖြစ်ရည်ငါမရှိတာဘာမှဆိုင်ဘူးကွာဒီခုပြောတဲ့ဆရာနဲ့ပြောပြီးကြတာမနစ်ကျင်းတဲ့ဒီပြောတဲ့ကြင်ကျင်းလို့ရှိရင်ဘယ်ရှင်မဆိုယန္တာတောင်မစိတ်ဘူးဆိုရင်သောတာပန်တရားကမလိုတော့ဘူးတပည့်ကြဒါကြောင့်ရာဝဏတို့
ဒီပြောတာမှမယုံနဲ့ဘုရားကြီးပြိဋိဘံသံဃာကြီးပြောတာတတိချမှတ်လိုက်တယ်ဒီကရဟန်းမေးတာလေဥက္ကမောင်သိကြလားသိပါပါအရှင်ဘုရားမကြည့်လို့ရှင်ပြိဋိဘံရှင်ရပြိဋိဘံသံဃာမှာအရှင်ဘုရားမရှိသရကံကရာအနာရငန်းကပြောရမှာလားဒါနောက်နောက်သားတွေရှင်ရကြမှာဆိုလို့မေးတယ်သိဘယ်တော့မှမပြောဘူးကွကောင်းအောင်သာကျင့်ပြီးအနတ္တဤလက္ခဏာအနတ္တနဲ့လက္ခဏာကိုရှင်းအောင်မှမလို့ကြည့်ပြီးဟောရတဲ့ဆရာနဲ့ပေါင်းပြီးကြတာမင်းတို့ဒီမြင်ရတယ်ဒီဉာဏ်ရဲ့ဒီပြိဋ္ဌာန်မျိုးကပြတ်တာနိဗ္ဗာန်ပဲပထမပြန်တော်တော်အောင်ဖြစ်မှာပဲဒုတိယပြန်နောက်တတိယပြန်ပြိဋ္ဌာန်မျိုးကရင်းကြီးရှိတာကိုသောတာပန်သံဃာရဲ့ဆိုတာဒုတိယကြီးဆိုတာပြိဋ္ဌာန်မျိုးကတော့ဖြစ်နိုင်တယ်ဒါရနာယံပြန်နိုင်တာကာမရာဂယူပရာဂနဲ့ဆက်တဲ့ပြိဋ္ဌာန်မျိုးကအစအဆုံးဒါရတာဖြစ်နိုင်တာကိုရမ်းလာတာပြိဋ္ဌာန်မျိုးကဆိုလို့ရှိရင်လုံးကိုဖြတ်ချတယ်ဒါကြအဲ့တော့ပြိဋ္ဌာန်မျိုးကလုံးမျိုးရှိတော့ကိုပထမမျိုးကနေပြီးဒုတိယပြတ်တာကဒီမတ္တနဲ့ဆက်ယူကြပါဒါကြလားဒါကြောင့်ဓမ္မတွေဘယ်တရားလေးပေါ်လာတော့ဘာဆိုကြပြတ်ကြတာတော့ဒီလားဒီလာရတာဆိုကြအဲ့ဒီဉာဏ်ကဘာချက်ပါလဲအစအဲ့လိုအချက်ချာအစဆက်လိုက်တော့ဝိဇ္ဇာဥဒ္ဒါဘာလို့ဖြစ်ဘာကြအစဆက်လိုက်တော့ဝိဇ္ဇာဥဒ္ဒါဘာလို့ဖြစ်ဒီဆိုတာမတွေ့ရဘူးလားအလောကအလောဆက်လိုက်တော့ဓမ္မမီရောတော့ဖြစ်ဘာကြအစဆက်လိုက်တော့အလောဆက်လိုက်တော့ဒါပြန်တဏှာမျိုးရောကနိဗ္ဗာန်ပဲဝိဇ္ဇာဥဒ္ဒဝါဒိဆိုတာပဲနိဗ္ဗာန်မြင်တဲ့ဉာဏ်ဖြစ်ပေါ်လို့ပြောတာပဲသူရရလားအဲ့ဒါဒီဉာဏ်ကောင်းလို့လားအဲ့ဒါဘယ်ချိန်လို့ခင်ဗျားတို့တတ္တဗံတော်ကနာလန်ကမှာဖြစ်နိုင်တယ်ဆိုတာသုံးချက်ချက်ကြလုပ်ပါပြောမလားပြောရင်ဒီရင်တော်ပါအောင်